ဂလာပါရှင်ဒေါက်တာမြတ်နော်ပြီးခဲ့တဲ့ဗီဒီယိုမှာအမျိုးသမီးတွေအတွက်ပြောပြခဲ့ပြီးပြီဆိုတော့ဒီနေ့မှာတော့အိမ်ထောင်ရှင်အမျိုးသားတွေတဲ့အလက်ရောက်ပါပြီအိမ်ထောင်တစ်ခုမှာအမျိုးသားဟာအိမ်ဦးနတ်အိမ်ညက်မန်တိုင်းလို့တင်စားကြပါလေဒါပေမဲ့မန်တိုင်းဆိုတာခိုင်ခိုင်ယုံတင်မကပဲနှွေးထွေးဖို့လေလိုပါလေအမျိုးသားအများစုကငါပိုက်ဆံရှာပေးနေတာပဲငါတာဝန်ကြီးပြီလို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်အိမ်ထောင်ရေးဒုက္ခဆိုတာငွေကြေးထက်ပေါ်နှဆိုင်ပါလေစိတ်ပညာရအမျိုးသမီးတယောက်ဟာသူမရဲ့စိတ်ပိုက်ဆိုင်ရာလိုအပ်ချက်တွေပြည့်ဝနေမှသာအိမ်ထောင်ရေးမှာပိုပြီးတက်ကြွနှွေးထွေးတဲ့ဇနီးတဲ့တယောက်ဖြစ်လာမှာပါ Happy wife happy life ဆိုတဲ့စကားကအပျော်ပြောတာမဟုတ်ပါဘူးဇနီးတဲ့ရဲ့စိတ်ကျေနပ်မှုဟာတင့်ဘဝရဲ့အိတ်ချမှုပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဇနီးတဲ့ရဲ့အချက်ကိုထာဝရရရှိပြီးအိမ်ထောင်ရေးထားရဖို့အမျိုးသားတွေလိုက်နာတဲ့အချက်၅ချက်ကိုဒေါက်တာအသေးစိတ်ဆွေးနွေးပြသွားမှာပါပထမဆုံးအချက်ကနားထောင်ပေးပါဒါကပြောရရင်လွယ်တယ်လို့နဲ့တကယ်တော့အမျိုးသားတွေအတွက်အခက်ခဲဆုံးကိစ္စတစ်ခုပါဘာလို့လဲဆိုတော့အမျိုးသားဦးနောက်ကပြဿနာတစ်ခုကြရင်ချက်ချင်းအပြေရှာပေးခြင်းကြလို့ပါဒါပေမဲ့အမျိုးသမီးတွေကပြဿနာဖြစ်လို့ရင်ခွင်တဲ့အခါအပြေကိုလိုချင်တာထက်သူတို့ရဲ့ခံစားချက်ကိုအတိအမှတ်ပြုခံချင်တာပါဥပမာဇနီးတဲ့ကအလုံးမှာစိတ်ညစ်စရာရှိလို့လာပြောတဲ့အခါအဲ့ဒါဆိုလဲအလုပ်ထွက်လိုက်လေဒါမှမဟုတ်အဲ့ဒါကတော့ရှင်မတာပဲလို့ချက်ချင်းဝေးဖန်တာအပြေပေးတာမျိုးမလုပ်ပါနဲ့ဦးလက်တွေ့လှုပ်ဆောင်ရင်သူ့ဘက်ကနေခံစားပေးကြည့်ပါအော်ဒီနေ့တော့မင်းတော်ပင်ပန်းတော်မှာပဲကိုနားလေပါလေဆိုတဲ့စကားတစ်ခွန်းကဖဲအပြေးထက်မဆိုပိုးချရောက်ပါတယ်သူ့စကားကိုအဆုံးထိမျက်လုံးချင်းစုံပြီးနားထောင်ပေးခြင်းဟာသူ့ကိုတန်ဖိုးထားရရောက်တယ်လို့သူ့ရင်ထဲကအပိုးတွေကိုလည်းလျော့ကျစေပါတယ်ရှင်ဒုတိယအချက်ကတာဝန်ခွဲဝေမှုပါအခုခေတ်မှာအမျိုးသမီးတွေဟာအပြန်အလုပ်တော့အိမ်မှုကိစ္စတော့နှစ်ခုစလုံးကိုတာဝန်ယူနေတာများပါတယ်အမျိုးသားအများစုကအိမ်မှုကိစ္စကမိန်းမအလုပ်ငါကအားရင်ဝိုက်ကူပေးမယ်လို့သတ်မှတ်တတ်ကြတယ်တကယ်တော့ဒါဟာအတူနေတဲ့အိမ်ဖြစ်တဲ့အတွက်တာဝန်ဟာအတူတူပါပဲလက်တွေ့လှုပ်ဆောင်ရန်သူမခိုင်းပေးနဲ့ကိုယ်တိုင်မြင်တဲ့အလုပ်ကိုလုပ်လိုက်ပါပန်းကန်စေးတာအမိုက်ပေးတာကလေးတွေကိုစာကြည့်ပေးတာဒါမှမဟုတ်ရေးချိုးပေးတာစတဲ့အသေးအဖွဲလေးတွေကိုဦးဦးဖြားဖြားလုပ်ပေးကြည့်ပါဇနီးတဲ့တယောက်ကျော်အကောက်ဆုံး romance ဆိုတာညဘက်မှာပန်းစည်းပေးတာထက်ပင်ပန်းနေတဲ့အချိန်မှာပန်းကန်လေးဝိုင်းစည်းပေးတာကပိုပြီးရင်ခုန်ဖို့ကောင်းပါတယ်သူ့ရဲ့ပင်ပန်းမှုကိုခွဲဝေယူပေးတာဟာတင်းအပေါ်ပုံမနှွေးထွေးလိုက်အချစ်တွေပြန်ပေးလာဖို့တည်ချစေပါတယ်တတိယအချက်ကအတိအမှတ်ပြုခြင်းပါအိမ်ထောင်ထကြလာတဲ့အခါဇနီးတဲ့ကနေတိုင်းထမင်းချက်ပေးနေတာအဝတ်လျှော်ပေးတာကိုဒါကသူ့တာဝန်ပဲလို့အမှတ်မတဲ့သဘောမထားပါနဲ့ဘယ်သူမဆိုကိုယ့်ရဲ့ကြိုးစားမှုကိုအတိအမှတ်ပြုခံရရင်ပို့လုပ်ပေးခြင်းတဲ့စိတ်ရှိပါတယ်လက်တွေ့လှုပ်ဆောင်ရန်နေတိုင်းချီးကျူးစကားပြောပေးပါဒီနေ့ဟင်းလေးကတော်တော်စားကောင်းတယ်အိမ်လေးကတန့်ရှင်းနေတာပဲစားတဲ့စကားလေးတွေဟာသူ့အတွက်တော့အင်အားစေပါပဲပြီးတော့သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအလားပါကိုလည်းချီးကျူးဖို့မမေ့ပါနဲ့အမျိုးသမီးတွေဟာအိမ်ထောင်ကြပြီးရင်တောင်ကိုယ့်အမျိုးသားရှိမှလာချင်းကြသူတွေပါဇနီးတဲ့အတွက်ငါယောက်ျားကငါ့ဘက်မှာအမဲရှိတယ်ဆိုတဲ့ယုံကြည်မှုမျိုးပေးထားရပါမယ်အထူးသဖြင့်မိသားစုကြားဆွေမျိုးကြားပြဿနာတက်တဲ့အခါသင်ဇနီးကိုအထီးကျန်အောင်မှတ်ထားပါနဲ့အများရှိမှသူ့ဘက်ကရက်တီးပေးပါအမရှိရဲ့နှစ်ယောက်တည်းရှိချိန်မှာတီးတန့်အေးအေးဆေးဆေးပြောပါပြီးတော့ဒေါက်တာထွက်တဲ့အခါအော်ဟဲ့ဆဲဆိုတာရိုက်ဆိုင်တဲ့စနောက်ဆုံးအချက်ကquality time ပေးဖို့ပါအိမ်မှာအတူရှိနေတာယုံနဲ့မခေါ်ပါဘူးတယောက်ကဖုန်းကြည့်တယောက်က TV ကြည့်နေတာဟာ quality time မဟုတ်ပါဘူးလက်တွေ့လှုပ်ဆောင်ရန်တစ်ပတ်မှာအနည်းဆုံးတစ်ရက်လောက်ကဖုန်းတွေကိုချထားပြီးနှစ်ယောက်တည်းစကားပြောပါအရင်ကလို date ထော်ပါရန်ဖန်ရန်ခအကြောင်းပြချက်မရှိပဲသူကြိုက်တဲ့မုံလေးဝယ်လာပေးတော့လက်ဆောင်လေးပေးတော့မျိုးကငါ့ကိုဂယုဆိုင်နေတော့ပဲဆိုလိုက်ခန်းစားချက်ကိုဖြစ်ပေါ်စေပါတယ်ဒီလိုတင်းညက်တဲ့ဂယုဆိုင်မှုလေးတွေကပဲအိမ်ထောင်ရေးကိုခိုင်ငဲစေတာပါအနှစ်ချုပ်ရရင်တော့အိမ်ထောင်ရေးဆိုတာနှစ်ယောက်အတူတူလော်ရတဲ့လေးသစင်းပါအမျိုးသားတွေဘက်ကအနှဲငယ်ပို့ပြီးနားလေပေးတစ်ပတ်မှာအနည်းဆုံးတစ်ရက်လောက်ကဖုန်းတွေကိုချထားပြီးနှစ်ယောက်တည်းစကားပြောပါအရင်ကလို date ထော်ပါရန်ဖန်ရန်ခအကြောင်းပြချက်မရှိပဲသူကြိုက်တဲ့မုံလေးဝယ်လာပေးတော့လက်ဆောင်လေးပေးတော့မျိုးကငါ့ကိုဂယုဆိုင်နေတော့ပဲဆိုလိုက်ခန်းစားချက်ကိုဖြစ်ပေါ်စေပါတယ်ဒီလိုတင်းညက်တဲ့ဂယုဆိုင်မှုလေးတွေကပဲအိမ်ထောင်ရေးကိုခိုင်ငဲစေတာပါအနှစ်ချုပ်ရရင်တော့အိမ်ထောင်ရေးဆိုတာနှစ်ယောက်အတူတူလော်ရတဲ့လေးသစင်းပါအမျိုးသားတွေဘက်ကအနှဲငယ်ပို့ပြီးနားလေပေးလေးသစင်းပါအမျိုးသားတွေဘက်ကအနှဲငယ်ပို့ပြီးနားလေပေး